Chelsea ကိုပေါင်9သန်းလောက်ထပ်ပြီးတော့လွှဲပေးခြင်းတယ်ဟုတ်ပါတယ်ပြီးခဲ့တဲ့ကာရာဖောင်းဖလားပွဲစဉ်မှာလက်ဆွဲမြကောက်ဝေမှုတွေပြုလုပ်သွားခဲ့တဲ့ဂိုသမားကီပါအတွက် Chelsea အသင်းထံကိုပေါင်9သန်းလောက်ထပ်ပြီးတော့လွှဲပေးခြင်းတယ်ဆိုပြီးတော့ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Ghana fan တွေအားလုံးက social media ပေါ်မှာပြောဆိုရေးသားမှုတွေရှိတာကိုတွေ့ရပါတယ် Brighton အသင်းကိုအိမ်ကွင်းမှာလက်ခံကစားခဲ့တဲ့ဒီပွဲမှာဂိုသမားကီပါပွဲစ10မိနစ်အတွင်းမှာပဲ Brighton ရဲ့ဂိုးပေါက်ချင်းချောမှု2ကြိမ်ကိုအံအားသင့်စရာအကောင်းဆုံးကာကွယ်သွားတဲ့ပြင်သူ့ရဲ့ဒီလိုစွမ်းဆောင်နေအကြောင်းပဲအာဆင်နယ်ကနောက်ထပ် clean sheet နိုင်ပွဲတစ်ခုကိုဖော်ဆောင်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်အဒါပြင်ကီပါလက်ရှိဒီယာဒီမှာအာဆင်နယ်အသင်းနဲ့တူကာရာဘောင်းဖလားနှစ်ပွဲထွက်ခဲ့ရခဲ့ပြီးတော့အဲ့ဒီနှစ်ပွဲလုံးမှာခန်းစစ်ကပေးကိုလုံးဝမရှိအောင်လက်စွမ်းမြကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့တာကြောင့်အခုဆိုရင် Chelsea ရဲ့ပေါင်သန်း80ကျော်တန်ဂိုသမားကီပါကိုဂန်နာတို့ကပေါင်9သန်းနဲ့ရလိုက်တာကအရန်ကုန်ထိုင်ခိုင်းပြီးအလှကျင့်အောင်တန်တယ်ဆိုပြီးတော့လက်ရှိ Chelsea မှာတိုင်ပတ်နေတဲ့ဂိုသမား Robert Sanchez နဲ့နိုင်ရှင်မှုတွေပြုလုပ်ကလှောင်ပြောင်နေခဲ့ကြတာပဲဖြစ်ပါတယ်တကယ်တမ်းမှလည်းကီပါဟာသူ့ကိုခေါ်လိုက်တဲ့တန်ကြီးနဲ့လက်ရှိစွမ်းဆောင်ရည်ကလုံးဝအံအားသင့်စရာဖြစ်နေပြီးပရိသတ်တယောက်ကဆိုရင်ပေါင်9သန်းတန်ဂိုသမားရဲ့စွမ်းဆောင်ရည်ကတကယ်ကို amazing ပါChelsea လိုစီးပွားရေးအသင်းကဘာကြောင့်ဈေးပေါပေါနဲ့ရောင်းထုတ်ခဲ့လဲဆိုတာနားမလည်တော့ပါဘူးတေချာတခုကငါတို့ရလိုက်တဲ့အရန်ကိုသမားပေါင်9သန်းဆိုတာကလက်ရှိဘောလုံးလောကရဲ့ဈေးကွက်မှာအလွန်ရှားပါတဲ့အမြတ်ရတဲ့အခြေအနေတစ်ခုပဲလို့ရေးသားသွားခဲ့တာပါဒါဆိုရင် Chelsea ပရိသတ်ကြီးရော Chelsea မှာသာလက်ရှိကိုသမားကီပါဆက်ပြီးတော့ရှိနေအောင်မယ်ဆိုရင် Robert Sanchez ကအရန်ကုန်ရောက်သွားမယ်လို့ထင်လားပြီးတော့နောက်ထပ်ပေါင်9သန်းလောက်ထပ်ပြီးတော့လွှဲပေးခြင်းတယ်ဆိုတဲ့ကဏ္ဍတို့ရဲ့လှောင်မြန်မှုတွေကိုဘယ်လိုများတုံ့ပြန်ခြင်းလဲကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားခဲ့လို့ရပါတယ်